ဖော်ရွေပြီးစိတ်ထားကောင်းလွန်းတာကြောင့်မြန်မာပရိသတ်တွေရဲ့အားပေးဝန်းရံမှုကိုရရှိခဲ့တဲ့မွေတိုင်းဖိုက်တာ Y2K ကျော်စွာဝင်းထိုင်းကိုရောက်သွားတော့ရခင်ကထက်အားပေးမှုတွေပိုရလာပါတယ်။အဲ့လိုဖြစ်သွားရတာကလည်းသူကစူးစမ်းလုံးပါ။နောက်ပြီးကျော်စွာဝင်းကမြန်မာပရိသတ်တွေရဲ့အားပေးမှုကိုတခဲနဲ့ရလာတဲ့အမျှကျော်စွာဝင်းနဲ့အတူတွဲပြီးမြန်မာပရိသတ်တွေရဲ့အားပေးမှုတွေကိုရလာတဲ့နောက်ထပ်ဖိုက်တာတူကလည်းရှိပြန်ပါတယ်။သူကတော့ Y2K ဆိုတဲ့ဖိုက်တာပါ။ဒီဖိုက်တာကသူ့ FedEx ကျင်းမှာဆိုရင်နာမည်ကြီးဖိုက်တာဖြစ်ပြီး1ချန်ပီယံရှစ်မှာထိုးခွင့်မရပေမဲ့လည်းအားပေးမှုအတော်များတဲ့ဖိုက်တာတူလည်းဖြစ်ပါတယ်။ထိုင်းပရိသတ်တွေကလည်းသူ့ကိုအတော်အားပေးကြသလိုအခုဆိုရင်မြန်မာပရိသတ်တွေကပါသူ့ကိုအားပေးလာကြပြီဖြစ်ပါတယ်။အကြောင်းရင်းကတော့သူက FedEx မှာလာလေးကျင့်တဲ့ကျော်စွာဝင်းကိုညီအကိုရင်းတယောက်လိုဆက်ဆံလို့ပါပဲ။ဒီခါလေးကျရင်ညီကိုရင်းထထောင်ပို့ပါတယ်။ကျော်စွာဝင်းကလည်းအတော်ကိုယိုကျိုးပြီး Y2K ကိုညီကိုလိုသဘောထားဆက်ဆံကအတော်ကိုစူးစမ်းနေတာပါ။အဓိကကတော့ကျော်စွာဝင်းရဲ့နေထိုင်ဆက်ဆံစူးစမ်းမှုပုံစံတွေကြောင့်ကျော်စွာဝင်းကလူချစ်လူခင်များတာပါ။ချစ်ကြတဲ့လူတွေထဲမှာကျော်စွာဝင်းကိုပိုချစ်တဲ့ Y2K ကမြန်မာပရိသတ်တွေရဲ့အချစ်ကိုတတိကြီးရလာတော့တာပါ။နောက်ပြီးအခုဆိုရင် Y2K ကမြန်မာလိုပြောတတ်ဆိုတတ်ကမြန်မာပရိသတ်တွေနဲ့အတော်လေးရင်းနှီးမှုတွေရရှိနေပြီဖြစ်ပါတယ်။မင်္ဂလာပါနေကောင်းလားကျော်စွာဝင်းကလည်းယိုကျိုးလွန်းသလို Y2K ကလည်းစိတ်ရင်းမှန်တဲ့ကျော်စွာဝင်းကိုဆက်ဆံတဲ့အတွက်သူ့ရဲ့စိတ်ထားတွေကသူ့ကိုအကျိုးပေးသွားတော့တာပါမြန်မာပရိသတ်တွေရဲ့အားပေးမှုကအကျိုးပေးခြင်းမှာဘာမှဟိုလိုဒီလိုကြီးတွေမရဘူးဆိုရင်တော့အနည်းဆုံးတော့ follower တိုးပါတယ်ဒါပေမဲ့ Y2K ကလည်းဒါတွေကိုမှတ်လို့တော့ကျော်စွာဝင်းကိုအတူအယောင်ချစ်ပြခဲ့တာမဟုတ်ပါဘူးကျော်စွာဝင်းက FedEx မှာဆိုရက်နောက်ပိုင်းဒုတိယမြောက်လာလေးချင်းနဲ့မြန်မာနိုင်ငံသားဖြစ်ပေမဲ့သူ့စီမှာချစ်မွေးတော့အတော်လေးရှိပါတယ်ဒါကြောင့်လည်းကျော်စွာဝင်းက Y2K နဲ့ Stan FedEx တို့လိုစိတ်တဘောထားပွင့်လင်းသူတွေရဲ့အချစ်ကိုအိတ်တုံဖာမောင်ရနေတာပါဒီတော့ Y2K ကိုမြန်မာပရိသတ်တွေချစ်လာကြတာကကျော်စွာဝင်းကြောင့်လည်းဖြစ်သလိုသူ့ရဲ့စိတ်တဘောထားပွင့်လင်းမှုတွေကြောင့်လည်းဖြစ်ပါတယ်နောက်ပြီး Y2K ကသူကိုယ်တိုင်ဝမ်းမှာမထိုးရတော့သည့်တိုင်အောင်ဝမ်းမှာကစားနေတဲ့သူ့လေ့ကျင့်ပေါ်တွေကိုအားပေးနေကြတဲ့ကသူဘယ်လောက်ထိစိတ်တဘောထားကြီးလဲဆိုတာသိတာပါတယ်ဒီတော့ Y2K လိုမျိုးလူမျိုးတွေရှိလာတာကလည်းမြန်မာပရိသတ်တွေအတွက်မျက်နှာပွင့်စေတာပါပဲဘာလို့လဲဆိုတော့မြန်မာဆိုတာဘယ်လောက်ထိချစ်ဖို့ကောင်းတဲ့လူမျိုးတွေဆိုတာကဘာကသိသွားတာကြောင့်ပဲဖြစ်ပါတယ်နောက်ပြီးမြန်မာပရိသတ်တွေရဲ့အားပေးမှုမှာလူမျိုးဆွဲမရှိဘူးဆိုတာကလည်းပေါ်လွင်လာပါတယ်ဒါကြောင့်လည်းကျော်စွာဝင်းကိုအကြောင်းခံပြီး Y2K ကလည်းပရိသတ်အင်အားတိုးလာသလိုမြန်မာပရိသတ်တွေကလည်း Y2K ကိုဆိုရင်တော်တော်ကိုအားပေးလာကြပါတယ် Y2K ကသူ့ပဲတော်တော်ပါဆာဆာကျော်စွာဝင်းပါတယ်လို့သူ့အကောင့်ထဲမှာဆိုရင်လည်းကျော်စွာဝင်းနဲ့ပတ်သက်တာကြီးပါပဲမသိတဲ့လူဆိုကျော်စွာဝင်းကို Y2K ရဲ့ညီလိုပဲထင်ကြမှာပါ Y2K ကကျော်စွာဝင်းကိုချစ်ပြလာတော့မြန်မာပရိသတ်တွေကအားပေးလာတယ်မြန်မာပရိသတ်တွေကအားပေးလာတော့တိုင်းတစ်ပါးလူမျိုးကလည်းကိုယ့်လူမျိုးရဲ့အားပေးမှုကိုနှိမ့်သက်သဘောကျတယ်အဲ့တော့နှစ်ဦးနှစ်ဖက်အရှုံးမရှိပါဘူး Y2K ကလည်းသူ့ရဲ့စိတ်ထားကြောင့်အတော်ကိုအောင်မြင်အောင်မှာဖြစ်သလိုမြန်မာပရိသတ်တွေရဲ့အားပေးမှုတွေကိုလည်းဒီထက်ပိုရလာအောင်မှာပါကျော်စွာဝင်းကလည်းအခုပုံစံနဲ့ဆိုသူနဲ့ထိုက်တန်တဲ့အောင်မြင်မှုတွေကိုအနေနဲ့အမြန်ဆိုသလိုပဲရရှိလာမှာပါတော်ရုံဆိုထိုင်းတွေကမြန်မာတွေကိုသဘောကျတာရှားပါတယ်ဒါပေမဲ့ Y2K လိုလူမျိုးကတော့မြန်မာလူမျိုးတဦးရဲ့အမှုအကျင့်တွေကြောင့်မြန်မာလူမျိုးတွေကိုသဘောမကျပဲမနေနိုင်တဲ့အထိဖြစ်သွားခဲ့ပါပြီနှစ်ဦးနှစ်ဖက်အကျိုးမရောက်တဲ့အရာတစ်ခုကအောင်မြင်မှုတွေစုကူးနိုင်ပါစေလို့ပဲမျှော်လင့်မိပါတယ်ဟုတ်ကဲ့ပါခုလိုအဆုံးထိအားပေးနားဆင်ကြကြတဲ့ပရိသတ်များအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်လည်းအသစ်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးဖို့တောင်းဆိုလိုက်ရပါတယ်ခင်ဗျာ